အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့လွယ်ကူမြန်ဆန်စွာလုပ်လို့ရပြီးအသားဟင်းငါးဟင်းလေးတွေနဲ့တွဲဖက်စားရင်လိုက်ဖက်တဲ့တဲချင်သုံးနည်းလေးကိုတင်ဆက်ပေးသွားပါမယ်ခင်ဗျာပေါ်ဝင်ပစ္စည်းလေးတွေကတော့ကြက်သွန်နီကြက်သွန်ဖြူငရုတ်သီးစိမ်းနန်းနန်းပင်နဲ့မြေပဲတို့ပဲဖြစ်ပါတယ်ခင်ဗျာအရင်ဦးဆုံးတဲချင်ကိုမိမိစားခြင်းတဲ့ပမာဏလောက်ပကံထဲကိုထည့်ပေးပြီးတော့ရေဆေးပေးလိုက်ပါမယ်နော်ရေလေးတွေကြည်သွားတဲ့အထိ2ထပ်3ထပ်လောက်ဆေးပေးပါမယ်ဗျပြီးရင်တော့တဲချင်ကိုရေလေးတွေပြောင်းညှစ်ပေးထားလိုက်ပါမယ်နော်ပြီးရင်တော့ပါဝင်ပစ္စည်းလေးတွေကိုလည်းအခုဗီဒီယိုထဲမှာပြထားတဲ့အတိုင်းလိုအပ်သလိုလေးလှီးပြီးတော့ပြင်ဆင်ပေးထားလိုက်ပါမယ်နော်ကျွန်တော်ကတော့တဲချင်တုပ်ကိုတယောက်စာပဲတုပ်မှာဖြစ်တဲ့အတွက်ကြက်သွန်နီတစ်လုံးပဲအသုံးပြုပေးထားပါတယ်နော်ပြီးရင်ကြက်သွန်ဖြူလေးတွေကိုလည်းပပလှီးပေးထားလိုက်ပါမယ်နော်ငရုတ်သီးစိမ်းကိုလည်းကျွန်တော်2တောင်ပဲအသုံးပြုပေးထားပါတယ်နော်အဆက်ကြိုက်တဲ့သူတွေကတော့ပို့ပြီးတော့ထည့်ပြီးလို့ရပါတယ်ဗျငရုတ်သီးအကြက်မုံနဲ့တုပ်စားရတာကြိုက်တဲ့သူတွေကတော့အကြက်မုံနဲ့တုပ်စားလို့ရပါတယ်နော်ကျွန်တော်ကတော့ငရုတ်သီးစိမ်းနဲ့ပဲတုပ်ပြမှာပါခင်ဗျပြီးရင်နန်းနန်းပင်လေးတွေကိုလည်းနေတော်လေးလှီးပေးထားလိုက်ပါမယ်ဗျမြေပဲဆန်ကိုတော့လှုပ်ပြီးသားလေးထည့်လို့ရသလိုကြော်ထားတဲ့မြေပဲကိုလည်းထည့်ပြီးလို့ရပါတယ်နော်ကျွန်တော်ကတော့လှော်ထားတဲ့မြေပဲကိုအသုံးပြုပေးထားပါတယ်ဗျဟုတ်ကဲ့အခုဆိုရင်ပါဝင်ပစ္စည်းလေးတွေလည်းအားလုံးစင်သင့်ဖြစ်ပြီဆိုတော့တုပ်ပါမယ်ခင်ဗျပြီးရင်သုံးမဲ့ပကံလေးတွေကိုပါဝင်ပစ္စည်းလေးတွေကိုအရင်ဆုံးထည့်ပေးလိုက်ပါမယ်နော်ပြီးရင်စီလေးလည်းနေတော်လေးထည့်ပါမယ်ခင်ဗျရတာအတွက်ကတော့စားနှဲငယ်ထည့်ပါမယ်နော်ပြီးရင်ချိုမုံလေးနှဲငယ်လေးထည့်ပေးပါမယ်ဗျကျွန်တော်ကပဲမုံနဲ့တုပ်စားရတာကြိုက်တဲ့အတွက်ပဲမုံအကျက်2စွန်းလောက်ထည့်ပေးပါမယ်နော်ပ
ပြီးရင်တော့အားလုံးသမသွားအောင်အပေါ်အောက်တေချာလေးနေပေးထားလိုက်ပါမယ်ဗျဒီတဲ့ကျင်တုပ်ကလေးကဒီတိုင်းပဲအလွတ်စားရင်လည်းစားလို့ရတယ်လို့အသားဟင်းငါးဟင်းလေးတွေနဲ့တွဲဖက်စားမယ်ဆိုရင်လည်းအီသက်သာစေတာဖြစ်တဲ့အတွက်အိမ်မှာလိုက်တုပ်စားကြည့်ဖို့ကိုလည်းတိုက်တွန်းလိုက်ပါတယ်နော်ဟုတ်ကဲ့အခုဆိုရင်တော့ချင်းဆက်ဆက်ကလေးနဲ့အရန်ဂရင်းမြင်စေတဲ့တဲချင်းတုပ်ကလေးကိုရရှိသွားပြီဖြစ်လို့အစဉ်သင့်သုံးဆောင်နိုင်ပါပြီခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ channel လေးကိုလည်း like and subscribe မနှိပ်ရသေးဘူးဆိုရင်နှိပ်ပြီးတော့အားပေးခဲ့ဖို့ကိုတောင်းဆိုအပ်ပါတယ်နော်မကြခင်မှာရတာပြည့်ဝတဲ့ဟင်ပွဲလေးတွေကိုတင်ဆက်ရင်ပြန်လည်ဆုံတွေ့ပါဦးမှာခင်ဗျာကျေးဇူးပါ